ဒီနေ့ကရက်ပြေသွားပြီဆိုတော့12နာရီကြာမှာတော့သတ်မှတ်ချက်ပေါ့ကွာအဲ့ဒါကိုမှဘယ်လိုကမလုပ်ဘူးဆိုရင်တော့ငါတို့ဒီဟန်ဒီဘက်ကတော့ပြင်ပတာအကုန်ပြင်းပြီးပြီငါတို့သူ့နယ်လေးပေါ့ကွာအဓိကတော့ပုဂ္ဂိုလ်တော့မန္တလေးရန်ကုန်တပိတ်မောက်ပြီးဆိုတဲ့ဟာမျိုးပေါ့ကွာအဲ့ဒါပုံနေမှာတားတယ်ဘယ်နဲ့စေကန်တေကဟောကြားရလမ်းဟိုဘက်နေရဒီဘက်ကတော့တခါရဲ့ဟုတ်ကဲ့တော့ဘယ်နဲ့ကိုချိုးတော့တော့ရမှာမဟုတ်ပါဘူး။ဒါနဲ့တော့လည်းတော့လုပ်နေတော့။ဒါကြောင့်မလို့ဒီလိုလိုရတယ်။ဘယ်လိုလဲအတူကောင်းတဲ့သေးပါလို့ About 30 reporters are on the ground working undercover. We edit the pieces and send it to Oslo. Hello ပြော Hello ကြားလားအေးမတိဘူးခင်ဗျားလည်းပြန်မခေါ်တော့ကြတော့ကျုပ်ကခင်ဗျားဖမ်းခံသွားပြီလားဗာလားပြောတယ်ခင်ဗျားဖမ်းတာပါပြတော့လူတွေပဲတေသွားသေးလားခေရရှိရသူပြပြလိုက်တက်